မင်္ဂလာပါရှင်ရန်ကုန်မြို့ခံပြည်သူတွေကြားထဲမှာဝေဖန်မှုအလွန်မြင့်တက်နေတဲ့ရန်ကုန်မြို့မြောက်ကရာဘာစီယုံကြီးကရင်ခွဲရုံဝင်တဲ့အချို့ဟာသေဆုံးသူတွေကိုအကြောင်းပြုပြီးအပူဘယ်ရီအပေါ်မတာပွဲစားပုံစံမျိုးဖြင့်နှောက်ယှက်ငွေနဲ့လှုပ်ရှားနေတဲ့ကိစ္စရပ်တွေအပေါ်ဌာနတွင်လုံတုံးလုံကြီးတွေအတိုင်းအထီးရောက်စွာအေးအေးယူသွားမယ်လို့စေယုံတာဝန်ရှိသူတွေကပြောကြားခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်အဆိုပါအကျင့်ပြဝန်ထမ်းတွေရဲ့ငွေညစ်လုံဆောင်မှုတွေနဲ့ပတ်သက်ပြီးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြည်သူတွေရဲ့ဝေဖန်ကန့်ကွက်မှုတွေပြင်းထန်လာခဲ့တာကြောင့်ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကမြောက်ပလာစီယုံကြီးရဲ့ဒုတိယစီယုံအပါအဝင်တာဝန်ရှိသူတွေနဲ့ဒေသတွင်ပရာလီတာလူမှုကူညီရေးအသင်းအဖွဲ့တွေပေါင်းစပ်ပြီးတွေ့ဆုံဆွေးနွေးပွဲတရက်ပြုလုပ်ခဲ့ကြပါတယ်ရှင်အဲ့ဒီဆွေးနွေးပွဲမှာစင်းယုံဘက်ကတာဝန်ရှိသူတွေကအကျင့်ပြဝန်ထမ်းတွေနဲ့မသားပွဲစားလုပ်သူတွေကိုထိရောက်စွာအရေးယူသွားမယ့်အကြောင်းပြောဆိုခဲ့ပေမဲ့ဘလို့ပုံစံမျိုးနဲ့အသေးစိတ်အရေးယူသွားမလဲဆိုတာကတော့အတိအကျထဲသွင်းပြောကြားခဲ့ခြင်းမရှိဘူးလို့ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ဝင်းရံမှုလူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်ရှင်လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရဆေးဘက်ဆိုင်ရာဝန်ထမ်းဒူနာဗျူဒါမှမဟုတ်တန်စီရင်ဝန်ထမ်းတွေကိုအစားထိုးဖို့လွယ်ကူပေမဲ့ရင်ခွဲရုံမှာမသားကိစ္စတွေလောက်ကင်မှုကြတော့ကျန်းမာရေးကဏ္ဍမှာဝန်ထမ်းရှားပါတဲ့အခက်အခဲရှိနေတယ်လို့သိရပါတယ်ရှင်ဘသူမှအလွယ်တကူလာမလုပ်ချင်ကြတာကြောင့်လက်ရှိရင်ခွဲရုံဝန်ထမ်းတွေဟာတားစင်ကြီးဆက်လောက်ကင်နေကြတဲ့ပုံစံမျိုးဖြစ်နေပြီးဒီနေ့ဒီလူကိုဖြုတ်လိုက်ရင်ချက်ချင်းအစားထိုးဖို့နောက်လူအစင်းသိမရှိတဲ့အခြေအနေကိုဈေးရုံဘက်ကချချခဲ့ပါတယ်ရှင်ဒီလိုမျိုးဝန်ထမ်းရှားပါတဲ့အပေါ်ရင်ခွဲရုံဝန်ထမ်းတွေကအခွင့်ကောင်းယူပြီးအလောင်းထုတ်ယူမဲ့မိသားစုတွေအပေါ်ပေါ်တင်တင်အနောက်ရှက်ငွေညစ်တာတွေပြုလုပ်လာကြတာပဲဖြစ်ပါတယ်ရှင်မန်ဂျာသေးမီကဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်တစ်ခုမှာတော့ရင်တိုင်မှုကြောင့်အသိဆုံးသွားတဲ့အလောင်းတစ်ခုကိုပရာဟိတအသင်းတစ်ခုကတွားရောက်ထုတ်ယူစဉ်မှာရင်ခွဲရုံဝန်ထမ်းကအလောင်းကိုချက်ချင်းထုတ်မပေးဘဲမသားပွဲစားလုပ်ပြီးစတင်ရစ်ပတ်နှောက်ယှက်ခဲ့တယ်လို့သိရပါတယ်ရှင်အခေါင်းဝင်မလားတရဏဂုံတင်ပေးရမလားခန္ဓာကိုယ်တည်ပေးရမလားမိတကြူပေးရမလားစသဖြင့်မေးမြန်းပြီးတော့မွေးညစ်ခဲ့တာဖြစ်ကအစင်မပြေသူများမို့ပရာဟိတအသင်းကတောင်းဝင်ယူမှာပါလို့ပြောဆိုနေတဲ့ကြားတာအလောင်းပြင်ကနဲ့တရဏဂုံတင်ကအဖြစ်ငွေကျပ်9,500အထိရတဲ့လောက်ညှိယူခဲ့ကြတယ်လို့ဝင်းရံမှုအသင်းတောင်းဝင်ရှိသူကဖွင့်ရထားပါတယ်ရှင်လက်ရှိမှာတော့ဆိုပါငွေညစ်နောက်ဆက်မှုမှာပေါဝင်ခဲ့တဲ့ရင်ခွဲရုံဝန်ထမ်းကိုစေယုံအာဏာပိုင်တွေကဌာနပြောင်းရွှေ့ပြီးကနအုပ်အရေးယူမှုပြုလုပ်ထားရလို့သိရပါတယ်ရှင်အခုလိုမြောက်ကလာစေယုံကြီးရဲ့ရင်ခွဲရုံဝန်ထမ်းတွေနီးတူရန်ကုန်စေယုံကြီးအပါအဝင်အခြားသောဗီသူစေယုံကြီးအချို့ရဲ့ရင်ခွဲရုံတွေမှာပါအလားတူတေးသူကိုအကြောင်းပြုပြီးငွေညစ်နောက်ဆက်တာတွေရှိနေတာကြောင့်သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့အထီးရောက်ပြတ်သားတဲ့အရေးယူမှုတွေတနိုင်ငံလုံးအတိုင်းအတာနဲ့နှုတ်ဆောင်ပေးဖို့ပြည်သူတွေကအပြင်းထန်တောင်းဆိုနေကြကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။